လီဗာပူးသင်းလူငယ်ကျယ်ပွင့်အန်ကူမိုအာဟာသူ့ရဲ့ပထမဆုံး professional စာချုပ်အဖြစ်အသင်းနဲ့2028ခုနှစ်အထိစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ29ရက်ကမှအသက်18နှစ်ပြည့်ခဲ့သူအန်ကူမိုအာဟာ professional စာချုပ်ချုပ်ဆိုခွင့်ရရှိခဲ့ပြီးတဲ့နောက်အခုလီဗာပူးသင်းက3နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အင်္ဂလန်လူငယ်တောင်မတက်စစ်ကစားသမားအန်ကူမိုအာဟာစာချုပ်သစ်အရလစာငွေအဖြစ်တစ်နှစ်ကိုပေါင်9200ထိရရှိမှာဖြစ်ပြီးခြေစွမ်းနဲ့အောင်မြင်မှုလိုက်နောက်ထပ်စုချင်းငွေတွေလည်းရရှိမှာပါအန်ကူမိုအာရဲ့အရင်လစာငွေကတစ်နှစ်ကိုပေါင်14400သာရခဲ့တာကြောင့်အခု professional စာချုပ်ချုပ်ဆိုပြီးတဲ့နောက်ပိုင်းမှာတော့လစာငွေတိုးမြင့်ခံစားခွင့်ရမှာဖြစ်ပါတယ်အန်ကူမိုအာဟာအသက်8နှစ်အရွယ်မှာ Chelsea Academy ကိုရောက်ရှိခဲ့ပြီးခဲ့တဲ့နှစ်စက်တင်ဘာကမှလီဗာပူးသင်းက Chelsea သင်းစီကနေမရမကခေါ်ယူနိုင်ခဲ့ပါတယ်။ဇန်နဝါရီလအတွင်းအဂရင်တန်နဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာအန်ကူမိုအာကလီဗာပူးအတွက်ပွဲထွက်ကစားခွင့်ရခဲ့တာကြောင့်အသက်16နှစ်135ရက်နဲ့လီဗာပူးသင်းသမိုင်းတစ်လျှောက်အသက်ငယ်ဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့ပါတယ်။နယူကာဆယ်ကို3-2နဲ့အနိုင်ရတဲ့ပရီးမီးယားလိပွဲမှာအန်ကူမိုအာကဒုတိယပိုင်းမှာလူစားဝင်လာပြီးအဖို့တန်အနိုင်ကိုသွင်းယူခဲ့လို့ပရီးမီးယားလိမှာလီဗာပူးအတွက်ဂိုးသွင်းနိုင်ခဲ့တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ပရီးမီးယားလိသမိုင်းတစ်လျှောက်မှာတော့အန်ကူမိုအာကဂျိမ်းစ်ဝေါ်ဂန်၊မီလနာ၊ရူနီတို့ပြီးရင်စတုတ္ထမြောက်အသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အခုစက်တင်ဘာလအတွင်းအက်တလက်တီကိုအသင်းကို3-2နဲ့အနိုင်ရတဲ့ချန်ပီယံလိပွဲမှာအန်ကူမိုအာဟာချန်ပီယံလိပွဲတွေပါဝင်ကစားခဲ့ပြီးအသင်းပေါ်ဖြစ်သူအန်ယူနီကိုကျော်ဖြတ်ပြီးတော့ချန်ပီယံလိပြိုင်ပွဲမှာလီဗာပူးတွေပွဲဥထွက်ခွင့်ရခဲ့တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်အသက်18နှစ်19ရက်နဲ့စက်ကျင်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။